ကျွန်တော်တွေတတိအကြောင်းကိုဆွေးနွေးသွားကြမယ်တတိဆိုတဲ့နေရာမှာじゃနှစ်မျိုးရှိမှာဗျာတခုကကြတော့အတေးကဖြစ်ပျက်ခဲ့တဲ့အရာကိုပြန်ပြီးတော့မှတ်မိတာအောင်းမိတာကိုလည်းတတိလို့သုံးတယ်ဗျာ remember ပေါ့နောက်တစ်ခုကကြတော့ဒီကျွန်တော်တွေလက်ရှိပြစ္ဆုတ်ပံမှာကိုလုပ်တဲ့အလုပ်ကိုတတိရှိနေတာအာရုံစူးစိုက်နေတာအဲ့လိုမျိုးပုံစံဗျာဒီအင်္ဂလိပ်လိုပြောမယ်ဆိုရင်နော်ဒီ mindful မဟုတ်ရင် mindfulness ဒါမှမဟုတ်ဒီ focus ပြီးတိုင်း awareness စသဖြင့်ဗျာအဲ့လိုမျိုးသုံးကြရပါအဲ့ဒါကလက်ရှိပြစ္ဆုတ်ပံမှာကျွန်တော်တွေကသိနေတဲ့တတိကိုပြောတယ်အဲ့ဒါနှစ်မျိုးရှိမယ်အတိတ်ကိုမမိတာတစ်မျိုးတတိနောက်တစ်ခုကပြစ္ဆုတ်ပံမှာသိနေတဲ့အတရားတစ်ခုအဲ့ဒါနှစ်မျိုးပေါ့ဗျာဟုတ်ပြီအဲ့ကြတော့ဆက်သွားကြမယ်ဗျာမိလင်နာမင်းကြီးကတော့ရှင်သာသနာမထေရကိုအရှင်များတဲ့လူတယောက်ပါအိမ်တော်ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာဗျာကြာမြင့်စွာဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကိုအဘယ်တရားကြောင့်မှတ်မိတာလဲဆိုတော့မေးထားဆိုလို့ရှိရင်တော့အိမ်တော်ဖြစ်ပျက်ခဲ့တဲ့အားတွေကိုဘာကြောင့်မှတ်မိတာလဲဆိုတော့မေးထားဗျာရှင်သာသနာမထေရလည်းမင်းကြီးတဲ့အိမ်တော်ဖြစ်ပျက်ခဲ့တဲ့တရားတွေအရာတွေကိုဗျာကိစ္စတွေကိုတတိဖြစ်မှတ်မိတယ်ဆိုတော့ဖြေတယ်မင်းလည်းနာမင်းကြီးလည်းအရှင်များအိမ်တော်ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကိုစိတ်ဖြစ်မှတ်မိတာလေတတိနဲ့မှတ်မိတာမဟုတ်ပါဘူးဆိုတော့စောရကတက်တယ်ရှင်သာသနာမထေရလည်းခြေပါတယ်ပေါ့မင်းကြီးတဲ့မင်းကြီးကဒီကိစ္စတစ်ခုကိုလုပ်တယ်လုပ်ပြီးတော့မှဟာငါတော့ဒါလုပ်ဖို့မေ့သွားပြီပဲဆိုတော့နောက်မှသိတယ်မဟုတ်လားဆိုတော့မေးလိုက်တယ်မင်းလည်းနာမင်းကြီးလည်းအရှင်များဟုတ်တယ်တပည့်တော်ကတခါတလေဒီကိစ္စတစ်ခုကိုလုပ်တယ်နောက်ပြီးတော့မှဒါတော့မေ့သွားခဲ့ပြီပဲဆိုတော့နောက်မှသိတယ်အဲ့လိုမျိုးဖြစ်တယ်ဗျာဒါမင်းကြီးတဲ့အဲ့ဒီကိစ္စလုပ်နေတဲ့အချိန်မှာဗျာတင်မင်းကြီးမှာစိတ်မဖြစ်ဘူးလားဆိုတော့ထပ်မေးလိုက်တယ်ဗျာရှင်သာသနာမထေရဒါမင်းလည်းနာမင်းကြီးလည်းအရှင်များအဲ့ဒီလုံးနေတဲ့အချိန်မှာတော့စိတ်တော့ဖြစ်တယ်ဒါပေမဲ့တတိမဖြစ်ဘူးဆိုတော့နောက်ဆုံးကတော့ဝင်ခံရတာပေါ့ဗျာအဲ့ဒီအချိန်မှာရှင်သာသနာမထေရလည်းမင်းကြီးတဲ့ဒီလိုမျိုးပုံစံဖြစ်တဲ့တန်းနဲ့တင်မင်းကြီးကဘာဖြစ်လို့ပထမပိုင်းတော့လာပြီးတော့မှဒီစိတ်ကြောင့်တတိဖြစ်တယ်တတိကြောင့်တတိမဖြစ်ဘူးဆိုပြီးတော့ဘာဖြစ်လို့လာပြီးတော့စောရကတွေတက်ရတယ်လဲဆိုပြီးတော့အဲ့လိုမျိုးပြောလိုက်တဲ့အချိန်မှာနောက်ဆုံးမင်းလည်းနာမည်ရတယ်အရှင်များတင်းတင်းလောက်ပဲပါတယ်ဆိုတော့ဝန်ခံပါတယ်အခုခင်းကြည့်မယ်ဆိုရင်တော့ဗျာဒီဆရာမခါကြတော့ကျောင်းသားကိုအိမ်သာပေးလိုက်တယ်ကျောင်းသားတော့အိမ်ရောက်တော့မေ့သွားဗျာမေ့သွားတော့ဂိမ်းပါလေကောက်နေတယ်မနေ့ကင်းထားပြီးတော့မှဟာငါတော့သွားပြီအိမ်သာပါလာငါမလုံးမိဘူးသွားပြီပဲဆိုတော့မှဖြစ်တယ်ပေါ့ဗျာနောက်မှတတိရတယ်အဲ့ဒါကိုကြည့်ချင်းအားပဲဗျာသူကဂိမ်းဆောနေတဲ့အချိန်မှာသူကစိတ်တွေဖြစ်တယ်ဗျာဟုတ်တယ်မလားစိတ်တွေဖြစ်တယ်ဒါပေမဲ့တတိမဖြစ်ဘူးတတိမဖြစ်တာဖြစ်တဲ့အတွက်သူကစာလို့ရမယ်ဆိုတာကိုတတိမရလိုက်ဘူးဗျာတတိမရလို့မအောင်မေးလိုက်ဘူးဗျာတတိမရှိလို့မအောင်မေးဘူးဒါပေမဲ့စိတ်ကတော့ဖြစ်နေတယ်ကျွန်တော်မိနေတာမင်းကြီးစောရကတက်တာလဲအဲ့ဒီတိုင်းပဲဒီစိတ်ကြောင့်မှတ်မိတာအောင်းမိတာမဟုတ်လားဆိုတော့သူကစောရကတက်တာဗျာအမှန်တော့စိတ်ကြောင့်မှတ်မိတာအောင်းမိတာမဟုတ်ဘူးတတိကြောင့်သာမှတ်မိတယ်အောင်းမိတယ်ဆိုတာဖြစ်တယ်ဆိုတော့အဲ့လိုမျိုးသိထားရမှာပေါ့ဗျာကျွန်တော်တို့အနေနဲ့လဲစိတ်ကြောင့်မဟုတ်တတိကြောင့်တတိရှိမှဆိုတာအဲ့ဒီကိစ္စကိုတတိရမှာပေါ့ဗျာအောင်းမိမှာပေါ့